ဥက္ကာခဲတွေကျွေကြလာပြန်ပါပြီဒီလိုဥက္ကာခဲတွေဟာဂျိုကြီးဆောက်ဖြစ်တဲ့အချိန်ကလေးကမိုးရွာသလိုဇက်တိုက်ကျလာနေခဲ့တာပါဒီချိန်ကတော့လွန်ခဲ့တဲ့နှစ်ပေါင်း 3.8 ဘီလီယံကဖြစ်ပြီးတော့အခုချိန်မှာတော့ကျလာနေတဲ့ဥက္ကာခဲတွေရဲ့ဒဏ်ကိုခံနိုင်သွားပါပြီဒီဥက္ကာခဲတွေကကဘာကျိုးပေါ်ကိုရေတွေတဲလာပေးခဲ့တဲ့အပြင်နောက်ထပ်အရာတစ်ခုလည်းပါလာခဲ့ပါတယ်အဲ့ဒီအရာကတော့သက်ရှိတွေရဲ့မူလအစားလို့ပြောလို့ရတဲ့မျိုးစိတစ်မျိုးပါပဲကြည့်လိုက်ပါပြင်ပအာကာသတွေကနေလာတဲ့ဒီဥက္ကာခဲဟာရေမှာပျော်ဝင်လာနေပြီးကာဗွန် primitive protein တွေနဲ့ amino acid တွေကိုသမုဒ္ဒရာကျမ်းပြင်အရောက်မှာထုတ်ပေးနေပါတယ်ဒီနေရာမှာတော့မဲမှောင်နေပါတယ်နေရဲ့အလင်းရောင်ဟာမီတာ300အောက်ကိုရောက်အောင်မထိုးဖောက်နိုင်ပါဘူးဒါကြောင့်ဒီနေရာမှာရေခဲကန်ဒီလောက်အထိကိုအေးပါတယ်နေပေါင်းကျွန်တော်တို့အမြင်များမှားနေတာလားရေအောက်မှာမီးကိုခေါင်းနိုင်လို့အရာမျိုးတွေရှိနေပါတယ်တေးချာချာကြည့်လိုက်တော့ထွက်လာနေတာတွေကမီးကိုတွေမဟုတ်ပဲပူပြင်းတဲ့အရည်တစ်မျိုးဖြစ်နေပါတယ်ပင်လယ်ရေတွေဟာအကွဲကြောင်းတွေကနေတစ်ဆင့်ကမ္ဘာအပေါ်ယံခွန်ကိုကြော်ဖြတ်စိတ်ဝင်ပြီးအောက်ထိဝင်သွားပုံရပါတယ်အောက်ရောက်တဲ့အခါတပြေးပြေးပူလာပြီးသူဝင်သွားတဲ့လမ်းကြောင်းကနေမင်နရယ်နဲ့ဓာတ်ငွေ့တွေကိုပြန်ထုတ်ပေးနေတာပါအခုလိုပြန်ထွက်လာတဲ့ရောနှောနေတဲ့အရေးဘူးတွေဟာသမုဒ္ဒရာရေပြင်ထဲကိုပြန်တက်လာပြီးအချိန်ကြာလာတာနဲ့မျှဒီလိုခေါင်းနိုင်ပုံစံမျိုးကြီးဖြစ်လာတာပါဥက္ကာခဲတွေမှာပါဝင်လာတဲ့ဓာတုပစ္စည်းတွေနဲ့ဒီထဲကထွက်လာတဲ့ mineral တွေပေါင်းစပ်ပြီးတော့ဒီနေရာတစ်ဝိုက်ကရေတွေဟာဓာတုပစ္စည်းတွေပါဝင်တဲ့ဟင်းညိုရည်အိုးကြီးလို့ရောထွေးနေပါတယ်ဒီအရည်တွေထဲမှာတော့ microscopic organism လို့ခေါ်တဲ့ microscope နဲ့ကြည့်မှမြင်နိုင်မဲ့သက်ရှိတွေလို့ပြောလို့ရတဲ့သေးငယ်တဲ့အရာလေးတွေပါဝင်လာပါတယ်အဲ့ဒီအရာလေးတွေကဒီအရည်ကိုစားသုံးနေကြတာပါ single cell bacteria လို့ခေါ်တဲ့ဆဲတစ်ခုပဲပါဝင်တဲ့ဒီ bacteria တွေဟာကမ္ဘာပေါ်မှာရှိတဲ့သက်ရှိတွေရဲ့အစောဆုံးပုံစံတစ်ခုပဲဖြစ်ပါတယ်ကျွန်တော်တို့ဟာသက်ရှိတွေရှင်သန်နေထိုင်နိုင်တဲ့ဂျိုတစ်ခုဖြစ်တည်ခြင်းကိုသတ်မှတ်ပေးနေတဲ့အချိန်အခါတစ်ခုကိုမျက်ဝါးထင်ထင်မြင်နေကြရတာဖြစ်ပါတယ်သက်ရှိတွေရောက်ရှိလာဖို့အတွက်အစပြိုးနေပြီပဲဖြစ်ပါတယ်ဒါပေမဲ့လည်းဒီအခြေအနေဟာနှစ်ပေါင်းသန်းရာချီတဲ့အထိပြောင်းလဲတိုးတက်လာခြင်းမရှိသေးပါဘူးတိုးတက်လာတာမရှိသလိုစင်ကဲပြောင်းလဲလာတာမျိုးလည်းမရှိသေးပဲဆဲတစ်မျိုးပဲရှိတဲ့ဘက်တီးရီးယားတွေပဲအချိန်ကြာကြီးရှိနေခဲ့ကြပါတယ်ကျွန်တော်တို့ဟာလွန်ခဲ့တဲ့နှစ်ပေါင်း 3.5 ဘီလီယံအချိန်ကသမုဒ္ဒရာရေတိမ်ပိုင်းတစ်ခုနာကိုရောက်ရှိလာပါပြီဒါရီယာကြောက်တုံးနေလားဒါမှမဟုတ်အပင်နေလားကြည့်ရတာတော့ဒီအရာတွေဟာပင်လေကျမ်းမြေကနေပေါ်ပေါက်လာပုံပါပဲရုတ်တရက်ကြည့်ရင်ခုတ်လဲခံထားရတဲ့တစ်ငုတ်တိုကြီးတွေလိုပါပဲတကယ်တော့ဒီအရာတစ်ခုစီတိုင်းဟာအသက်ရှိနေတဲ့ဘက်တီးရီးယားတွေစုဝေးနေတဲ့တောင်ကြီးတွေဖြစ်ပါတယ်Stromatolite လို့ခေါ်တဲ့ဘက်တီးရီးယားကိုလိုနီတွေဖြစ်ပါတယ်ဒီဘက်တီးရီးယားတွေဟာနေရောင်ခြည်ကိုအစာအဖြစ်စားသုံးနေကြတာဖြစ်ပါတယ်ဒီဖြစ်စဉ်ကို photosynthesis လို့ခေါ်ပြီးနေရောင်ခြည်ရဲ့စွမ်းအားကိုအသုံးပြုပြီးကာဗွန်ဒိုင်အောက်ဆိုဒ်နဲ့ရေကို glucose အဖြစ်ပြောင်းလဲပြပါတယ် glucose ဆိုတာကတော့သကြားဓာတ်ရဲ့ရိုးရှင်းတဲ့ပုံစံတစ်ခုပါဒီဖြစ်စဉ်ဟာကမ္ဘာပေါ်မှာပထမဆုံးအနေနဲ့သကြားဓာတ်ကိုစတင်ဖြစ်ပေါ်လာစေခဲ့တဲ့အချိန်ဖြစ်ပါတယ်ကျွန်တော်တို့လက်ရှိခေတ်မှာကော်ဖီထဲထည့်တောက်နေကြတဲ့သကြားနဲ့ဖွဲ့စည်းပုံတူတူပဲလို့ပြောလို့ရပါတယ်ဒီပြောင်းလဲမှုကနေသီးသန့်ထုတ်ကုန်တစ်ခုအဖြစ်ဓာတ်ငွေ့တစ်မျိုးကိုထုတ်ပေးပါတယ်အဲ့ဒီဓာတ်ငွေ့ကိုတော့အောက်ဆီဂျင်လို့ခေါ်ပါတယ်ရေအောက်မှာဒီဘက်တီးရီးယားကိုလိုနီတွေဟာရေထဲကိုတဖြည်းဖြည်းချင်းအောက်ဆီဂျင်တွေထပ်ပေါင်းထည့်ပေးနေပါတယ်ဒီနားကိုကြည့်လိုက်ပါအောက်ဆီဂျင်ကြောင့်ရေထဲမှာရှိနေတဲ့တန်မှုန်နှဲငယ်ပါဝင်တဲ့အမှုန်တွေကိုတန်ကြီးအဖြစ်ပြောင်းလဲပေးနေပါတယ်ဒီ rush လို့ခေါ်တဲ့တန်ကြီးအမှုန်တွေဟာပင်လယ်ကျမ်းမြေအောက်ကိုကျသွားပြီးအချိန်ကြာလာတဲ့အခါမှာတော့ ion ဓာတ်ကျွယ်ဝတဲ့ကြောက်တုံးတွေအဖြစ်ကိုရောက်ရှိသွားပါတယ်အနာဂတ်မှာကျွန်တော်တို့ဟာဒီအရာတွေကိုအသုံးပြုပြီးတရားတွေသင်္ဘောတွေမိုးမျှော်တိုက်ကြီးတွေကိုတိစောက်ကြမှာဖြစ်ပါတယ်အခုချိန်မှာတော့ရေမျက်နှာပြင်အပေါ်ပိုင်းမှာအောက်ဆီဂျင်ဓာတ်ငွေ့ဟာလေထုကိုပြောင်းလဲပြင်နေပါပြီဒီဘက်တီးရီးယားကိုလိုနီတွေဟာကမ္ဘာပေါ်မှာဖြစ်ထွန်းလာမဲ့သက်ရှိတွေအတွက်အရေးအပါဆုံးအရာတစ်ခုကိုဖန်တီးပေးလိုက်တာဖြစ်ပါတယ်ဒီဘက်တီးရီးယားတွေရှိမလားပဲကမ္ဘာပေါ်ကသက်ရှိတွေဟာဘယ်တော့မှဖြစ်လာနိုင်စရာအကြောင်းမရှိပါဘူးကျွန်တော်တို့အသက်ရှူနေတဲ့အချိန်တိုင်းမှာရှူရှိုက်နေတဲ့အောက်ဆီဂျင်တွေအတွက်ဒီဘက်တီးရီးယားတွေကိုကျေးဇူးတင်ဖို့တောင်သင့်ပါတယ်နောက်ထပ်နှစ်ပေါင်း2ဘီလီယံလောက်ကုန်ဆုံးပြီးတော့တဲ့အချိန်မှာတော့ကမ္ဘာပေါ်ကအောက်ဆီဂျင်ပါဝင်မှုနှုန်းဟာပိုမိုမြင့်တက်လာခဲ့ပါတယ်ဂျိုကြီးဟာလည်းလေပတ်နှုန်းနှေးလာတာကြောင့်
နေတာဟာလည်းပိုရှည်လာခဲ့ပါပြီဒီအချိန်မှာတရက်ကို16နာရီအထိကြာချိန်ရှိနေပြီဖြစ်ပါတယ်ရှေ့မှာကြည့်ခဲ့တဲ့အချက်တွေကိုပြန်ကြည့်ရင်တက်ရှိတွေနေထိုင်မှုဂျိုကြီးတစ်လုံးဟာအုံဖွဆိုပြီးခဏလေးနဲ့ပေါ်ပေါက်လာတာမျိုးမဟုတ်ပဲအချိန်အကြာကြီးယူခဲ့ရတယ်ဆိုတာမြင်လာပါတယ်ကျွန်တော်တို့ကဘာဂျိုကြီးဟာအခုဆိုရင်အပြာရောင်တန်းနဲ့အလုံးကြီးတစ်ခုပုံစံဖြစ်လာပြီးမျက်နှာပြင်ပေါ်မှာမီးတောင်ကျွန်းတွေပြန့်ကျဲတည်ရှိနေပါတယ်စင်ကယ်ဆဲဘက်တီးရီးယားတွေရဲ့အိမ်အဖြစ်ရှိနေခဲ့တာပါဒါပေမဲ့လွန်ခဲ့တဲ့နှစ်ပေါင်း 1.5 ဘီလီယံဝန်းကျင်မှာတော့ကမ္ဘာပေါ်သက်ရှိတွေကိုပြန်လန်းမရှိတဲ့အခြေအနေတစ်ခုအဖြစ်ကိုပြောင်းလဲမှုတစ်ခုကတွန်းပို့လိုက်ပါတယ်။တန်းတဲ့ချီကြာမြင့်တဲ့အခြေအနေအတွင်းမှာတစုံတစ်ခုကကျွန်းတွေကိုနေရာပြောင်းရွှေ့နေတာကိုကျွန်တော်တို့မြင်ရမှာပါ။သမုဒ္ဒရာကျမ်းပြင်အောက်မှာရှိနေတဲ့ Earth Crust လို့ခေါ်တဲ့ကမ္ဘာပေါ်ရန်ခွန်လွှာဟာမြေလွှာကြီးတွေဖြစ်ကိုကွဲထွက်လာနေပါတယ်။အတွင်းဘက်မှာတော့ကမ္ဘာဥတိုင်းဟာသူ့အလုပ်ကိုဆက်လုပ်နေသေးပြီးအပူချိန်ဟာနေရက်မျက်နှာပြင်ထက်တောင်ပူပါတယ်။အရန်ပူလွန်းတာကြောင့်ကမ္ဘာအခွန်လွှာအောက်မှာရှိတဲ့ကြောက်တုံးကြီးတွေကိုရွေရှားစေပြီးဒီရွေရှားမှုတွေဟာကမ္ဘာအလွှာကြီးတွေကိုမျက်နှာပြင်အနှံ့တွန်းလိုက်ဆွဲလိုက်တည်ယူသွားပြီးသမုဒ္ဒရာနဲ့ကျွန်းတွေကိုပါတည်ဆောင်ပိုင်းခြားပစ်လိုက်ပါတယ်။ဒါကနှစ်ပေါင်းတန်းချီရွေရှားနေတာပါ။အခုလိုအမြန်ကြည့်နေရတာကြောင့်ကျွန်တော်တို့ကဘာဂျိုကြီးဟာချက်ချင်းကြီးရွေရှားပြီးအသက်ဝင်နေတယ်လို့ထင်ရနိုင်ပါတယ်။နှစ်ပေါင်းတန်း400ကျော်လောက်ကြာတဲ့အချိန်မှသာကြီးမားကျယ်ပြန့်တဲ့တိုက်ကြီးတစ်ခုဖြစ်ကိုပုံပေါ်လာတာဖြစ်ပါတယ်။ဒီတိုက်ကြီးကိုတော့ရိုဒီနီးယားလို့ခေါ်ပါတယ်။ရိုဒီနီးယားတိုက်ကြီးရဲ့အနီးမှာရှိတဲ့သမုဒ္ဒရာရေတိမ်ပိုင်းမှာတော့ဘက်တီးရီးယားကိုလိုနီတွေဟာသူတို့ရဲ့လုံမြဲအလုပ်ကိုနှစ်ပေါင်းဘီလီယံနဲ့ချီလှုပ်ဆောင်နေခဲ့ပါတယ်။အောက်ဆီဂျင်တွေကိုလေထုထဲထုတ်လွှတ်ပေးပါတယ်။ဒီချိန်ရောက်လာတဲ့အခိုက်မှာတော့အပူချိန်ဟာ30ဒီဂရီဆဲလ်စီယပ်ကိုရောက်လာပြီးတနေ့တာအချိန်ဟာလည်း18နာရီကိုရောက်လာပါတယ်။တက်ရှိတွေဖြစ်ထွန်းလာမဲ့အပိုင်းအစတွေဟာသူ့နေရာနဲ့သူရှိနေကြပါပြီ။ဒါပေမဲ့ဓာကြီးကိုကြည့်ရတာကမ္ဘာမြေကြီးနဲ့မတူပဲ Mars ဂျိုကြီးနဲ့တူနေပါတယ်။ဒီဂျိုပေါ်မှာတက်ရှိတွေမြင်နိုင်ဖို့ကျွန်တော်တို့ဟာအချိန်ကိုခက်မြန်မြန်ရှေ့ဆက်သွားဖို့လိုပါတယ်။ကျွန်တော်တို့အချိန်ကိုရှေ့ဆက်နေရင်လည်းပဲရိုဒီနီးယားလို့ခေါ်တဲ့တိုက်ကြီးဟာကွဲထွက်လာနေပါပြီ။ကျွန်တော်တို့အခုရောက်နေတဲ့နေရာဟာလွန်ခဲ့တဲ့နှစ်ပေါင်းတန်း900ကျော်ကဝါရှင်တန်ပြည်နယ်တောင်ရောက်နေတာပါ။ဂျိုကြီးအတွင်းပိုင်းမှာရှိတဲ့အားပြင်းတဲ့အရာတစ်ခုခုကကမ္ဘာပေါ်ရန်အခွန်လွှာကိုအပိုင်းပိုင်းကွဲထွက်သွားအောင်လုပ်နေတာပါ။ကမ္ဘာကြီးဟာအပိုင်းတွေအများကြီးကွဲထွက်လာပါတယ်။ဒီလိုဖြစ်အောင်လုပ်နိုင်တဲ့စွမ်းအားကြီးတဲ့အရာဆိုလို့တစ်ခုပဲရှိပါတယ်။အဲ့ဒါကတော့အပူပါပဲ။အပူကကမ္ဘာဥတိုင်းကနေထွက်လာနေတာဖြစ်ပြီးအပေါ်ယံအခွန်ကိုအားနည်းသွားစေပြီးတော့ကွဲထွက်လာစေတာဖြစ်ပါတယ်။စင်တီမီတာအနည်းငယ်စီတစ်နှစ်ပြီးတစ်နှစ်ကွဲထွက်လာနေတဲ့တစ်ခုတည်းသောတိုက်ကြီးဟာနှစ်ခုအဖြစ်ကိုပြောင်းသွားပါတယ်။အဲဒီနောက်ရေတွေကနေတိုက်ကြီးနှစ်ခုကိုပိုင်းခြားပေးလိုက်ပြီးဖြစ်ပါတယ်။အခုလိုကြီးမားတဲ့မြေသားပြောင်းလဲမှုကြီးတွေဟာမီးတောင်ကြီးတွေကိုပေါ်ပေါက်လာစေခဲ့ပါတယ်။ဒီမီးတောင်ကြီးတွေကလေထုထဲကိုကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့တွေထုတ်လွှတ်ပါတယ်။နေရာတကာမှာမီးခိုးငွေ့တွေလိုဓာတ်ငွေ့တွေထွက်နေတာပါ။အဲ့ဒီကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့တွေအားလုံးဟာရေနဲ့ရောနှောသွားပြီးအက်ဆစ်မိုးတွေရွာသွန်းလာပါတော့တယ်။ကြောက်တုံးတွေကကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ပါဝင်တဲ့အက်ဆစ်မိုးရေတွေကိုစုပ်ယူကြပါတယ်။အဲ့ဒီအချိန်ကကမ္ဘာပေါ်မှာတိုက်ကြီးနှစ်ခုအဖြစ်ကွဲထွက်ရာကပေါ်ပေါက်လာတဲ့ကြောက်တုံးတွေဟာအများကြီးပါပဲ။အရန်များတာကြောင့်လေထုထဲကိုရောက်ရှိနေတဲ့ပမာဏအရန်များတဲ့ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့တွေဟာကြောက်တုံးတွေကိုစုပ်ယူခံလိုက်ရပြီးပိတ်လောင်ခံလိုက်ရပါတယ်။လေထုထဲမှာကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့နှဲပါသွားတဲ့အခါဂျိုရဲ့မျက်နှာပြင်တစ်ဝိုက်မှာနေရဲ့အပူကိုထိန်းထားပေးမဲ့အရာဘာမှမရှိတော့ပါဘူး။နှစ်ပေါင်းထောင်ကနန်းအနည်းငယ်မှာပဲအပူချိန်ဟာအနှုတ်50ဒီဂရီဆဲလ်စီယပ်လောက်ထိကိုထိုးကျသွားပါတော့တယ်။ဒီလိုနဲ့ပဲကမ္ဘာမျက်နှာပြင်ကြီးဟာအေးခဲနေပါပြီ။အခုလိုခဲနေတဲ့မျက်နှာပြင်ကြီးဟာလွန်ခဲ့တဲ့နှစ်ပေါင်း650ဝန်းကျင်အချိန်ကဩစတြေးလျတောင်ပိုင်းဒေသဖြစ်ပါတယ်။ကြီးမားကျယ်ပြန့်တဲ့ရေခဲနံရံကြီးတွေဖြစ်ပေါ်လာပြီးမီတာထောင်နဲ့ချီပြီးအမြင့်ရှိကြပါတယ်။ရေခဲတွေဟာပိုလို့တောင်များလာပါတယ်။ရေခဲတွေများလာလေလေနေအောင်ကြီးကိုရောင်ပြန်ဟက်လေလေဖြစ်တာကြောင့်ရေခဲတွေပိုပြီးများလာပြီးပိုအေးလာလေလေပဲဖြစ်ပါတယ်။ဒီရေခဲနံရံကြီးလောက်မြင့်တဲ့နောက်ထပ်နံရံကြီးတစ်ခုလည်းရှိနေပါသေးတယ်။အဲ့ဒီရေခဲနံရံကြီးနှစ်ခုဟာတစ်ခုကတစ်ခုစီကိုအီကွေတာနီးမှာတိုးကပ်လာနေပါတယ်။ရေခဲနံရံကြီးနှစ်ခုကတဖြည်းဖြည်းထိကပ်လာနေပါပြီ။အပေါ်ကနေကြည့်လိုက်တဲ့အခါမှာတော့ကမ္ဘာမျက်နှာပြင်ကြီးတစ်ခုလုံးမှာ3ကီလိုမီတာလောက်ထူတဲ့ရေခဲပြင်ကြီးဟာဖုံးလွှမ်းသွားပြီးဂျိုကြီးတစ်ခုလုံးဟာရေခဲလုံးကြီးတစ်ခုပုံစံပေါက်သွားပါတယ်။
ပထမစတင်ဖြစ်ပေါ်လာတော့ဟာကဘာကြီးဟာချော်ရည်လုံးကြီးတစ်လုံးအနေနဲ့စတင်ခဲ့တာပါအခုတော့ရေခဲလုံးကြီးဖြစ်ကိုရောက်သွားပါပြီဒီလိုဖြစ်နေတာကြောင့်နေစီရလာတဲ့နေအောင်ကြီးနဲ့ပူနွေးမှုဟာအာဂါတာတွေကိုပဲပြန်ပြီးရောင်ပြန်ဟတ်သွားပါတယ်အခုချိန်မှာတော့ကျွန်တော်တို့ကဘာကြီးကိုဘယ်သူဘယ်အရာကမှနေလုံးကြီးကတော့ကယ်ဆယ်နိုင်တော့မယ်လို့မထင်ရတော့ပါဘူးကဘာကြီးဟာကြီးမားကျယ်ပြန့်တဲ့ရေခဲလုံးကြီးတစ်လုံးဖြစ်ကိုရောက်ရှိသွားပါပြီဒီအပိုင်းလေးကတော့ဒီလောက်ပါပဲနောက်ထပ်အပိုင်းလေးကိုစောင့်မျှော်အားပေးဖို့တောင်းဆိုချင်ပါတယ်အားလုံးပဲအဆုံးထိကြည့်ရှုပေးတာကျေးဇူးတင်ပါတယ်